မင်္ဂလာပါပရိသတ်တို့ရေထိုင်းတရေကားတွေထဲမှာမှရေလဲရေရတယ်လို့ကြောချမ်းစရာလဲကောင်းလာတဲ့ဖိနစ်စကားတွေကိုမှတ်မိကြအောင်ပဲထင်ပါတယ်အခုဆိုရင်တော့ပရိသတ်တွေမျှော်လင့်နေကြတဲ့ဖိနစ်လေးကထွက်ရှိလာပြီပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှရောတငယ်ချင်းတစုဘလို့ချိန်စားတွေဘလို့တရေတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကြည့်လိုက်ရအောင်ဗျာဒီအပိုင်းမှာတော့အဓိကဇက်ကောင်တွေဖြစ်တဲ့တငယ်ချင်းတစုဟာသူတို့ရဲ့ဂတိတစ်ခုကြောင့်ဖះเจ้าတစ်ခုမှာဖုံးကြီးဝတ်ဖို့ပြန်ရောက်လာကြပါတယ်ဒါပေမဲ့သူတို့ရောက်သွားတဲ့နေရာကတာမန်နေရာမဟုတ်ပဲရှေးဟောင်းနဂါးကျိန်စာတွေရှိနေတဲ့နေရာတစ်ခုဖြစ်နေတဲ့အခါမှာတော့ဇလန်းရဲ့ထူးခြားချက်ကဒီတစ်ခါမှာပေါ်လာတဲ့ဖိနတ်တရေဟာအရင်ပိုင်းတွေထပ်ပိုပြီးအညိုးကြီးတာပါပုံထဲမှာမြင်ရတဲ့အတိုင်းပဲမတ်တက်ထားတဲ့တရေကြီးကသူတို့ကိုဖုံးကြီးဝတ်ခွင့်မပေးပဲအသက်အန္တရာယ်ပေးဖို့အထိကြိုးစားလာပါတယ်တငယ်ချင်းတွေတဲကတယောက်ကလည်းထူးဆန်းတဲ့အမှတ်သားတွေခန္ဓာကိုယ်မှာပေါ်လာပြီးငကားကျိန်စာမိတယ်လို့ဖြစ်လာတဲ့အခါမှာတော့အခြေအနေတွေကတကယ်ကိုရုံးရင်းဆန်ခတ်ဖြစ်ကုန်ပါတော့တယ်ဒီကားရဲ့ထုံးစံအတိုင်းကြောက်စရာကောင်းတဲ့အခန်းတွေကြားထဲမှာမှတငယ်ချင်းတွေရဲ့ရဲချင်းစရာကောင်းတဲ့အလွဲတွေထွက်ပြေးပုံတွေကိုလည်းမြင်တွေ့ရမှာပါအထူးသဖြင့်အရင်အပိုင်းတွေကတည်းကပါလာတဲ့လူပြက်ဆက်ကောင်တွေရဲ့ဟာတာတွေကဒီကားကိုပိုပြီးပတ်မိုးပေးထားပါတယ်နောက်ဆုံးမှာသူတို့ဒီကျိန်စာကနေလွတ်မြောက်နိုင်ပါမလားဒီမတ်တက်ထားတဲ့တရေကြီးရဲ့နောက်ကျောင်းကရောဘာဖြစ်မလဲဆိုတာကိုတော့စကားထဲမှာဆက်လက်ကြည့်ရှုပေးကြပါဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ပေးဖို့မမေ့နဲ့အုံတော့နောက်ထပ်ဘယ်လိုမျိုး recap တွေကြည့်ချင်သေးလဲဆိုတာကိုလည်း comment မှာပြောသွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ